အားလုံးပဲမင်္ဂလာပါ minus infinity to plus infinity page မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခုနကတော့visa ဟိုပါပေါ့နော် visa fees တွေအကြောင်းရှင်းပြပြီးသွားပြီပေါ့နော်အခုတစ်ခေါက်မှာတော့ဒီတို့က visa တွေလည်းရသွားပြီဆိုပြောပြီးတော့ successful တွေရပြီးတော့ UK ကိုလာတော့မှာပေါ့အဲ့ချိန်ကြလို့ရှိရင် immigration ဖြတ်တဲ့အချိန်မှာဘာ document တွေလိုမလဲပေါ့နော်အဲ့ဒါလေးကိုဒီတို့ကပြပြပြီးသားမှဖြစ်ပါတယ်နော် visa successful ရပါပြီဆိုရင်တော့ congratulations ပါပြန် UK ကိုလာဖို့အတွက်တင်က visa အောင်မြင်သွားပါပြီ granted ဖြစ်သွားပါပြီအဲ့ဒီခါမှာဆိုလို့ရှိရင်အခုကတော့ e-visa ပြောင်းသွားတဲ့အတွက်ကြောင့်မလို့ UKVI account ဖွင့်ပြီးတော့ share code ယူဖို့လိုပါတယ်အဲ့ဒါကကြတော့ UKVI account ဖွင့်မယ်အဲ့ဒီမှာသူပြောထားတဲ့ process အတိုင်း follow လုပ်သွားပြီးတော့နောက်ဆုံးမှာ share code ရတယ်ပေါ့နော်ပြီးရင်အဲ့ဒီမှာ visa immigration status လေးလည်းမြင်ရတယ်ပေါ့နော်အဲ့တော့ arrival မှာအဓိကလိုအပ်တာတော့သူကအခုကဒီက UK ဘက်က airport ပေါ့နော် airport arrival မှာ immigration မှာပြရတာတော့ passport နဲ့ e-visa status နှစ်ခုပေါ့ share code ကိုပြပေးရတယ်ဒါပေမဲ့ကိုယ်တွေတော့ကတော့ passport ပဲပြလိုက်တာနဲ့လည်းအဆင်ပြေပါတယ်အဲ့တော့ဒါပေမဲ့တိတိကျကျ document ပြည့်စုံမှာပေါ့တစုံတရာမေးမြန်းလာခဲ့လို့ရှိရင်စာရွက်စာတမ်း evidence ပြတာအကောင်းဆုံးမှာစကားနည်းတယ်ပေါ့နော်ပြီးတော့အချိန်တိုတွင်းမှာပြဿနာဖြေရှင်းပြီးသားဖြစ်တယ်အဲ့ဒီခါကျကိုယ်တွေယူလာတဲ့ document တွေကတော့ passport လည်းကိုယ်တွေကမိတ်တူပေါ့နော် print ထုတ်လာတယ်ပြီးတော့ဒီ share code တွေပြီးရင် e-visa status အဲ့ဒီကိုယ့်ရဲ့ account နဲ့ဝင်ကြည့်လို့မြင်ရတဲ့ status တွေအဲ့ဒါပြီးနောက်ထပ် cash letter university offer letter နောက်ဆုံးတစ်ခုကကြတော့ accommodation contract ပေါ့နော်ကိုရီးယားဒီမှာ accommodation အစင်းသင်းဖြစ်နေပြီပတ်စံတွင်းပြီးသွားပြီဆိုတော့ accommodation contract အဲ့ဒီဟာတွေအကုန်လုံး print ထုတ်ပြီးတော့ file တစ်ခုထဲမှာထည့်ပြီးတခါတည်းကိုနဲ့အတူတူရှိမယ်အဲ့ထဲမှာတခါတည်းထည့်လာပါတယ်အဲ့ဒါကတော့ arrival မှာပြင်ဆင်တာပါအဲ့တော့ arrival ပေါ့နော်ဘယ်လောက်စောပြီးတော့ UK ကိုထွက်လာလို့ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ course ပေါ်မှာမူတည်ပါတယ်ကိုယ့်ရဲ့ course က6လထက်နည်းတဲ့အချိန်ကာလနည်းတဲ့ course ဆိုလို့ရှိရင်တော့တစ်ပတ်ပဲကြိုထွက်လို့ရပါတယ်ကိုယ့်ရဲ့ course က6လထက်ပိုပြီးကြာရှည်တဲ့ course ဆိုလို့ရှိရင်တော့တစ်လကြိုပြီးတော့ထွက်လို့ရပါတယ် course start date ထက်တစ်လစောပြီးတော့ UK ကိုလာရောက်လို့ရပါတယ်အဲ့တော့ UK ကိုလာလို့ရှိရင်ကန့်သက်ထားတဲ့ကုန်ပစ္စည်းတွေလည်းရှိပါတယ်ဒါကတော့အဓိကသူတို့ကအသားကိုတော့ကန့်တက်တယ်ပေါ့နော်အသားနဲ့ပတ်သက်တာလုံးဝယူလို့မရဘူး live stock တွေခေါ်မှာပေါ့နော်ကြက်သားမဲသားဝက်သားစိတ်သားအဲ့ဒါတွေဘာမှယူလို့မရပါဘူးဒါပေမဲ့ရေထွက်ပစ္စည်းတွေတော့ယူလို့ရပါတယ်ငါ6တို့ပါတော့ပေါ့နော်ဒါတွေယူလို့ရတယ်ပြီးတော့ plant ကနေထွက်တဲ့အပင်ထွက်ပစ္စည်းတွေယူလို့မရပါဘူးနည်းနည်းမင်းတို့ပါတော့ပေါ့နော်အဲ့ဒါတွေယူလို့မရပါဘူးတချို့လူတွေမေးတာ group တွေထဲမှာတွေ့ပါတယ်ဟင်းအနှစ်ထုတ်တို့ပါတော့ရပါတယ်အဲ့ဒါတွေမကန့်သက်ပါဘူးဒါပေမဲ့အဲ့ထဲမှာအသားပါတာကတော့ကိုရီးယားတော့ဘလို့တဲ့ပါဖာညာတွေမပြောဘူးကိုတွေလည်းမတည်ဘူးပေါ့နော်ဒါပေမဲ့ဟင်းအနှစ်ထုတ်တွေပါတွေရတယ်လက်ဖက်တွေငပိလည်းရပါတယ်နော်တကယ်တမ်းကျတော့ရေထွက်ပစ္စည်းဖြစ်တဲ့အတွက်ငပိငံပြားကြီးကြော်တွေရတယ်ကိုတွေလည်းတည်ပါတယ်အဲ့ဒါတွေကတော့အပိတ်အနေနဲ့ additional information တွေပါအားလုံးပဲ UK မှာအဆင်ပြေပြေရောက်နိုင်ကြပါစေတတာပါ